forex trading က binance နှစ်ခုပဲရှိတယ်ကြီးရတာတော့အရန်လွယ်ကူလို့ရှင်းတယ်ဒါပေမဲ့ကျွန်တော် trading စောင့်လို့တော့ကချက်ကိုဖွင့်လိုက်တာနဲ့တွေ့တဲ့ time frame ကကန်တွေကတက်နေရဆိုလို့ရှိရင် live ပိုင်းနဲ့ကန်တွေကကျနေရဆိုလို့ရှိရင်တော့ live ပြီးရောက်ပါတယ်နောက်တော့ stop loss ထိတာပဲမမားပဲနေတော့ကျွန်တော်တို့မအောင်မြင်နိုင်ဘူးလေဆိုတော့ကျွန်တော်အမားတွေကနေပဲအောင်မြင်ရတယ်ပေါ့โอเคဆိုတော့အချိန်ကြာလာတဲ့အခါမှာ strategy ကပြဿနာမဟုတ်ဘူးဆိုတော့လေသိလာတယ်ကျွန်တော်တို့မှာ time frame selection ကလည်းအရေးကြီးတဲ့ခန်းကဏ္ဍကနေပြီးပါဝင်နေအဲ့တော့ကျွန်တော်တို့ trader တယောက်မှာ time frame နေနဲ့သုံးခုထားတင်တယ် higher time frame analysis time frame နဲ့ lower time frame ဆိုပြီးတော့ဥပမာအဖြစ် higher time frame D1 ကို direction ရှာတယ် H1 analysis time frame ကိုစုံရှာတယ် area တွေရှာတယ် liquidity တွေရှာတယ်နောက်ဆုံး M5 မှာကျွန်တော်တို့ MP ဝင်နေနေရာဖြင့်အဲ့ဒီ M5 ရောက်တဲ့အချိန်ရောက်မှဘာကြောင့်မလို့ဘိုင်းမှာလဲဘာကြောင့်မလို့ကျွန်တော်တို့ရှောင်းမှာလဲဆိုတဲ့ process ကဖြစ်တယ်အပေါ်က time frame တစ်ခုမှာကကျွန်တော်တို့အတွက်ဘာလုပ်ရမလဲဘယ်နေရာတွေကစောင့်ရမလဲဘယ်နေရာတွေစောင့်ကြည့်ရမလဲဆိုတာမျိုးပဲပြီးပြီးတော့တကယ် execution လုပ်တာကတော့ M5 မှာကျွန်တော်တို့လုပ်ရပါတယ်နေကြလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမြင်နေရမယ်ပေါ့နော်ဟောဒီကျွန်တော်တို့မြင်နေရမယ်ဒီ chat ကြီးဒီလုံးဝရှုပ်မနေတော့ပါဘူးနော် direction တော့၎င်းရှုပ်နေတယ်လို့ကျွန်တော်တို့မရှိတော့မြင်ရတာလည်းရှင်းရှင်းလင်းလင်းမြင်ရတယ်ကျွန်တော်တို့မှတ်ထားတဲ့ zone လေးတွေကလည်းရှင်းရှင်းလင်းလင်းမြင်ရတယ် okay အဲ့ဒီချိန်ရောက်လို့ရှိရင်တော့ forex trading ကတကယ်တော့လွယ်သွားတယ်ဆိုတာမျိုးကျွန်တော်လက်ခံလာတယ်ရှင်းတယ်ဘိုင်မဟုတ်ရင်ဆဲပဲဆဲမဟုတ်ရင်ကျွန်တော်တို့ဘိုင်ပဲဒါပေမဲ့အဲ့ဒီဘိုင်နဲ့ဆဲကိုယုံကြည်ချက်ရှိရှိလုပ်နိုင်မှုကတော့မလွယ်ကူပါဘူးဘိုင်နဲ့ဆိုလို့ရှိရင်လည်းဘာကြောင့်ဘိုင်ရမှာလဲရောင်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာကြောင့်ရောင်းရမှာလဲဆိုတဲ့ဖြစ်နိုင်ခြေရှိတဲ့ probability ကိုကျွန်တော်တို့အကောင်းဆုံးသုံးချနိုင်ဖို့လိုပါတယ်ဆိုတော့ညီကိုတို့ရောဘယ် time frame တွေမှာရမ်းပြောင်းနေကြတယ်ကျွန်တော်နာမည်ကတော့ size နေဖြစ်ပါတယ်ကျွန်တော်ဒီ AACT ရဲ့ founder ဖြစ်ပါတယ်ဆိုတော့ follow လုပ်ခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်